တောင်အောက်ဆင်းလာတဲ့နင်းပေါ်လေးဟာခီးပန်းလို့လမ်းဘေးမှာအိပ်ပျော်နေတော့တကယ်ကိုလူမဆန်တဲ့လူယုံမှာညီကိုနှစ်ယောက်နဲ့ထိတ်တိုက်တူပါတော့တဲ့အကိုကြီးကြည်ဦးဒီကလေးကအသားလေးကဖြူဖွေးပြီးစားလို့အရန်ကောင်းမဲ့ပုံပဲလို့ပြောနေတဲ့သူတို့ရဲ့စကားတွေကနားထောင်လို့တော့မကောင်းပါဘူးဒီခေတ်ပြက်ကြီးမှာကလေးတစ်ယောက်တည်းရှိနေတာကိုမိသားစုကစွန့်ပစ်လိုက်ပြီလို့သူတို့ကထင်နေကြတာပါကိုယ်တိုင်မစားရရင်တော့တခြားသူနဲ့လဲစားရင်အသားဟင်းလေးစားရအောင်မှာကိုဆိုတဲ့သူတို့ရဲ့ရက်စက်တဲ့အတွေးတွေနဲ့နင်းပေါ်လေးကိုအန်ရပြုတ်ဖို့ကြံစည်နေကြပါတယ်ဒါပေမဲ့နင်းပေါ်လေးကတော့ဘာမှမသိပဲအေးစစ်စစ်အိပ်ပျော်နေတော့မှတကယ်တော့နင်းပေါ်လေးရဲ့ဘေးနားမှာငရဲပြည်ကဝိညာဉ်တွေကကာကွယ်ပေးနေတာကြောင့်ဒီလူယုံမာတွေဟာကိုဒုက္ခရှာနေတာနဲ့တူတူပါပဲနိုးလာတဲ့အခါမှာတော့နင်းပေါ်လေးဟာဆရာကြီးကိုတတိယပြီးဝမ်းနေမိပါတယ်လောကကြီးကဒီလောက်ခက်ခဲနေတာကိုဆရာကြီးကကျမကိုနှင်ထုတ်တဲ့အများကြီးစားလို့မဟုတ်ဘူးလို့ပြောသေးတယ်ဆရာကြီးကကလေးကိုညာလာပဲလို့တွေးမိတာပေါ့ဒါပေမဲ့ဆရာကြီးမှလည်းအကြောင်းရှိပါတယ်တာဝန်အကြောင်းမှာစံတစေးမှမရှိတော့ပဲအစားအသောက်အကုန်လုံးကိုနင်းပေါ်လေးအတွက်ပေးလိုက်ရလို့ဆရာကြီးကိုယ်တိုင်လည်းတောင်ဘက်ကိုဆင်းပြီးအသက်ဆက်ဖို့လမ်းရှာရတော့မှာပါနင်းပေါ်လေးအဖြစ်မရှိတဲ့လမ်းဆုံးကိုမရောက်သွားအောင်ဆရာကြီးကအနစ်နာခံပြီးလမ်းခွဲခဲ့တာပဲဖြစ်ပါတယ်ဆရာကြီးမှထားတဲ့အတိုင်းနင်းပေါ်လေးဟာကံမာတဲ့သူကိုစောင့်နေခဲ့ပါတယ်လူလေးအုပ်စုဖြတ်သွားပြီးဆရာကြီးကငါခုမြောက်အုပ်စုထဲမှာငါရဲ့ကံမာတဲ့သူရှိတယ်ပြောတယ်လို့ရင်ခုန်စွာစောင့်နေတော့မှပဲအေဂျင့်နဲ့အနမ်းတက်ရှိတဲ့ဦးတယောက်ရောက်လာပါတယ်အဲ့ဒီဦးကတော့မှုမိသားစုရဲ့အကြီးအကဲပဲဖြစ်ပါတယ်သူကနင်းပေါ်လေးကိုမြင်ချင်းတနာသွားပြီးကောင်းမလေးမင်းရဲ့မိသားစုကဘာလို့တယောက်တည်းဒီမှာရှိနေတာလဲလို့ကျင်နာစွာမေးမြန်းပါတယ်နင်းပေါ်လေးစီမှာအဖေနဲ့အမေမရှိမှန်းသိသွားတဲ့အခါမှာတော့အဲ့ဒီဦးဟာနင်းပေါ်လေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်နင်းပေါ်လေးကတော့အဲ့ဒီဦးရဲ့ကိုယ်ပေါ်မှာကန်ဆိုးစီတဲ့ဝိညာဉ်ငါးကောင်ကတ်နေတာကိုတွေ့လိုက်ရပြီးလှုပ်ဝက်စွာနဲ့ရှင်းထုတ်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမူမိသားစုကနင်းပေါ်လေးကိုတရားဝင်မွေးစားလိုက်ပြီးမူဝင်နေမူဝင်းဆိုတဲ့နာမည်လှလေးပေးလိုက်ပါတော့တယ်နင်းပေါ်မှာနာမည်ရင်းရှိသွားပြီးမူဝင်နေငါနာမည်ကမူဝင်နေလို့ဝမ်းသာအားရရေရွတ်နေတဲ့နင်းပေါ်လေးရဲ့လက်စွမ်းကတော့ရှေ့လျှောက်ကဘာပေါ်ကဝိညာဉ်တွေအကုန်ကြောက်ရမယ့်အခြေအနေပါပဲမူမိသားစုနဲ့အတူလိုက်ပါလာတဲ့လမ်းမှာအဖိုးဖြစ်သူကသူ့ရဲ့ကိုယ်ခန္ဓာကြီးရုတ်တရက်ပေါ်ပါသွားတာကိုအံ့ဩနေပါတယ်နင်းပေါ်လေးကအဖိုးကတရေကြောက်လားလို့မေးလိုက်တဲ့အခါမှာတော့အဖိုးကယောက်ျားရဲ့မာကြီးပဲဘယ်လိုလုပ်တရေကြောက်မှလဲလို့ကြွားလိုက်ပါတယ်အဲ့ဒီအခါမှာနင်းပေါ်လေးကအဖိုးမကြောက်နဲ့နင်းပေါ်ကတရေဖမ်းတတ်တဲ့ခုနကအဖိုးကိုပေါ်မှာနာမကျန်းဖြစ်စေတဲ့ဝိညာဉ်အိုကြီးကတ်နေတာကိုဖမ်းလိုက်ပြီးလို့လှုပ်ဝက်ချက်ကိုပြောပြလိုက်ပါတယ်အဖိုးဖြစ်သူဟာမြင်းမလေးအစ်စ်ကတကယ်မယိုးရှင်းမှန်းရိပ်မိသွားပြီးဝမ်းသာပီတိဖြစ်သွားပါတော့တယ်အဲ့ဒီချိန်မှာပဲနင်းပေါ်လေးနဲ့အတူပါလာတဲ့ကြောင်ကလေးကိုအဖိုးကသတိထားမိသွားပါတယ်နင်းပေါ်လေးကရမမင်းကြီးပြောခဲ့တဲ့အတိုင်းဒါကနတ်ကြောင်ပါအဖိုးသူ့နာမည်ကလင်း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 ပါကျမရဲ့တငယ်ချင်းပေါ်လို့မိတ်ဆက်ပေးလိုက်ပါတယ်အခုတော့နင်းပေါ်လေးဟာမူဝင်နေဆိုတဲ့နာမည်တစ်မိသားစုအစ်စ်တွေနဲ့အတူလူပြည်ကဝိညာဉ်ဆိုးတွေကိုရှင်းထုတ်ဖို့ဘဝတစ်ကိုစတင်လိုက်ပါပြီမူမိသားစုနဲ့အတူရွာကိုရောက်လာတဲ့နင်းပေါ်လေးဟာပတ်ဝန်းကျင်ကိုကြည့်ပြီးမျက်မှောင်ကျုံလိုက်မိပါတယ်ဒီနေရာကမြေတန့်ဖန်ရှယ်ဝေမကောင်းဘူးအမိုက်မောင်တွေများနေတယ်လို့ကလေးပီပီမှတ်ချက်ပေးလိုက်တာပါနင်းပေါ်လေးဟာအန်ဒီယေကိုကြုံမြင်တာကြောင့်အဖွားနဲ့မိသားစုဝင်တွေကိုအင်းစာရွက်တွေဝေပေးလိုက်ပါတယ်အဖွားဒီအင်းစာရွက်တွေကိုတယောက်တရွက်ဆောင်ထားကြပါဒါဆိုရင်ဝိညာဉ်ဆိုးတွေမနီးကပ်ရဲတော့ဘူးလေအဲ့ဒီအချိန်မှာပဲရွာထဲကအမျိုးသမီးတယောက်ဟာသူမရဲ့သမီးကြောက်တီဇာရီပျောက်ဆုံးနေလို့ငိုယိုပြီးအကူအညီတောင်းလာပါတယ်ရွာလူကြီးနဲ့နင်းပေါ်ရဲ့အဖေတို့ဟာလူစုပြီးတောထဲကိုလိုက်ရှာဖို့ပြင်ကြပါတယ်နင်းပေါ်လေးကလည်းဖေးသမီးကိုစောက်ဦးလို့လိုက်ဖို့ပြင်တော့အဖေကစိုးရိမ်ပြီးတားရှာပါတယ်ဒါပေမဲ့နင်းပေါ်လေးကတော့ပြတ်သားပါတယ်အဖွားမောင်နေလို့ပဲနင်းပေါ်ကလိုက်သွားရမှာဒီမှာတရေတွေရှိတယ်အဖေတယောက်ထဲသွားတာကိုသမီးစိတ်မချဘူးဆိုပြီးအဖိုးကပါတရေမြင်ရကြောင်းတက်တည်ပြလိုက်ပါတော့တယ်တောထဲကိုရှာဖွေရေးထွက်လာရင်နင်းပေါ်လေးဟာလူပြည်မှာဝိညာဉ်တွေပေါ်များနေတာကိုကြည့်ပြီးစိတ်တူလာပါတယ်ရမမင်းကြီးရဲ့အလုံးလုံးကတော်တော်နေတာပဲငရဲပြည်ကဝိညာဉ်ဆောင်တွေကအလကားထမင်းစားနေကြတာလားလို့ပြောင်းမဲစုပူလိုက်ပါတယ်အဲ့ဒီအချိန်ငရဲပြည်မှာရှိတဲ့ရမမင်းကြီးခမများလဲတဟားဟာနဲ့နှာချေပြီးဟိုဘွားတော်ကြီးငါကိုထပ်ပြောပြန်ပြီးဆိုပြီးဝိညာဉ်ဆောင်တွေကိုအတင်းအကျပ်အလုံးလုံးခိုင်းရပါတော့တယ်နင်းပေါ်လေးဟာအဖိုးရဲ့နောက်မှာကတ်နေတဲ့ဝိညာဉ်မလေးကိုတွေးလိုက်ရပါတယ်အဖိုးကကြောက်နေပေမဲ့နင်းပေါ်လေးကတော့အဖိုးစိတ်မပူနဲ့သူကလူမတက်ဘူးတဲ့လူကောင်းတရေပါလို့နှစ်သိမ့်ပေးပါတယ်အဲ့ဒီဝိညာဉ်မလေးဟာငရဲပြည်ကလာမခေါ်လို့လူပြည်မှာတောင်းတင်နေတာပါနင်းပေါ်လေးကတနာသွားပြီးတရေရီမြင်လာငနင့်ကိုလူပြန်ဝင်စားဖို့ပို့ပေးမယ်လို့ဆိုကသူမကိုကောင်းရမွန်ရလမ်းကြောင်းပွင့်အောင်ကူညီပေးလိုက်ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးအဖိုးနဲ့မိသားစုဝင်တွေဟာနင်းပေါ်လေးကိုထောင်စုနှစ်မှာတယောက်တည်းပေါ်တဲ့ပါရမီရှင်ဆိုပြီးတကယ်ကိုအားကိုးသွားကြပါပြီနင်းပေါ်လေးရဲ့လမ်းညွှန်မှုနဲ့တူညာဘက်ကိုသွားပါဘယ်ဘက်ကိုချိုးပါလို့ပြောရင်တောနက်ထဲကိုဝင်လာခဲ့ကြပါတယ်အချိန်ကတော်တော်နှောင်းနေပြီဖြစ်လို့မြန်လောက်ကြနောက်ကြရင်မမီတော့ဘူးလို့နင်းပေါ်လေးကသတိပေးလိုက်ပါတယ်နောက်ဆုံးမှာတော့တောထဲမှာလဲကျနေတဲ့ကြောက်တီကိုရှာတွေ့ခဲ့ပါတယ်ကြောက်တီရဲ့အသက်တက်ကတော်တော်လေးအားနည်းနေပြီဖြစ်လို့နင်းပေါ်လေးကလူကြီးတွေကိုနောက်ဆုတ်ခိုင်းပြီးသူမရဲ့အစွမ်းနဲ့ကုသပေးလိုက်ပါတယ်ဦးလေးကြောက်တီမကြီးကအခုလောလောဆယ်အသက်အန္တရာယ်မရှိတော့ပါဘူးဒါပေမဲ့နိုးလာဖို့3ရက်လောက်ကြာလိမ့်မယ်လို့ရဲရဲဝုန်းဝုန်းပြောလိုက်ပါတယ်အားလုံးကအံ့ဩတုန်လှုပ်ရင်းနင်းပေါ်လေးရဲ့အစွမ်းကြောင့်ကြောက်တီအသက်ဘေးကလွတ်မြောက်ခဲ့ရပါတယ်နင်းပေါ်လေးဟာမူမိသားစုရဲ့ကယ်တင်ရှင်လေးဖြစ်လာတယ်လို့လူပြည်ကဝိညာဉ်တွေကိုရှင်းထုတ်ပေးမဲ့ဆရာကြီးလေးဖြစ်ဘဝတစ်ကိုအောင်မြင်စွာစတင်လိုက်ပါပြီ